Duma la 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 Kuga sound ya ma Judy Jane ha Judy ba What the yama pia kwa ba Kwa mama la khana di chin la ni ja ba Sai mya long ne ma tu kwa Ni ya la lo myin Khana di la la ni ja ba Eh Mama ရောက်တာလေနော်တော်သွားသေး ဖြစ်လို့လဲမောင်လေးရဲ့ မမရဲ့မမသွားလေရလေနောက်ကနေတကောက်ကောက်လာပြီးတော့ချောင်းနေရတာလေကြည့်နေရတာ3လလောက်ရှိပြီမမရဲ့ ဩမမကလည်းမမလုံးနဲ့မမဆိုတော့ဘေးပန်ဝင်းချင်းကိုတိတ်ပြီးတော့သတိမထားမိပါဘူးကွယ် ဟောရပါတယ်မမရဲ့ကျွန်တော်ရဲ့ခံစားချက်ကလေးဒီနေ့ရင်ဖွင့်ခြင်းလို့ ဩပြောလေမောင်လေးရဲ့ဘာပြောမလို့လဲ ကျွန်တော်လေးမမကိုချစ်တယ်မမကိုချစ်တယ် ဩမောင်လေးရဲ့ငယ်ပါသေးတယ်မောင်လေးရဲ့ ဟာဘလူမမလဲကွာငါရဲ့အားနေချက်ကို तू မလို့ပြောထွက်တယ်ကွာဟာငယ်ပါသေးတယ်ငါလည်းငါငယ်ပါသေးရလေကွာ तू လည်းပါဆိုင်လို့တော့ငါ့ကိုညင်းသွားမချစ်ဘူးပြောရခံနိုင်သေးရကွာတွေ့ကြသေးရပါကွာဟေးဒီနေ့ तू ထင်တယ်လို့မဖြစ်ရငါကြိုးစားပြမယ်ငါကြိုးစားပြမယ်ဟဲ့ တိုင်း ရပြီ မင်းကြီးလေရ ဟာမိုးရကနေမိုးချုပ်ဘယ်တော့အိမ်ကတ်တယ်ရှိလို့ ဟောဘယ်တော့လဲဘယ်လာလဲဆိုတော့မင်းကလည်းကယူစားအောင်လေ အိမ်င်းဝစ်စုံကြီးနဲ့ထွက်သွားတာဘာဝစ်စားမှလည်းမလဲဘူး ငါခုသေးသွားလို့လိုက်ဖို့ခိုင်းမလို့ဘယ်လိုလုပ်ပါတော့ ဟာအမေသားငယ်လာမှလက်ပေါ်ခိုင်းတော့ကျွန်တော်အောက်ကျွန်တော်ပြင်တော့ တကယ်ပါမင်းတို့သားနေအောင်နေတော့ငါတော့တကယ်ပဲဒီကလေးကလည်းဘယ်သွားမယ်ဘယ်လာမယ်ဆိုတာလည်းဟဲ့ဟဲ့ဘာဖြစ်လာတော့မင်းဟာအဲ့ဒါ အာကျွန်တော်သဘောကျတဲ့ကောင်မလေးဗျာ မင်းတော့ကြံနေတယ်ကောင်မလေးလက်နောက်လိုက်သွားလို့လား မဟုတ်ဘူးဗျာကျွန်တော်ဒီနေ့ချေးဆိုရတာမိုက်ဖို့ကျွန်တော်ညင်းလိုက်တယ်ဗျာ ဟုတ်တော့ညင်းလို့ထားကြနောက်ထပ်ဆက်လိုက်လေ ငယ်ပါသေးလို့လေ လဲပါသေးလို့ ဟုတ်တယ် ဘာနဲ့လဲပါသေးလို့တော့ဟဲ့အဲ့ကောင်မလေးရတယ် အားနဲ့ချက်ကိုဖဲ့သွားတာအမေ ဖြည်းဖြည်းတော့ကျွန်တော်လည်းမွေးမပေးဘူး ဖြစ်ကလည်းမွေးဖို့လည်းဘာနဲ့ပဲငါမခနိုင်ဘူးအဲ့ဒါမခနိုင်ဘူးဘလို့ငယ်ပါသေးလို့ဘယ်လိုငယ်ပါသေးလို့ ငယ်ပါသေးတယ်ကျွန်တော်ကြိုက်မှုမေရ ငယ်ပါသေးလို့ညင်းတာမချစ်နိုင်ဘူးလေ မချစ်နိုင်ဘူးငယ်ပါသေးလို့ ဟုတ်တယ် အားဒါလုံးဝမချစ်နိုင်ဘူးတားရည်ဒါဘလို့လောက်ပါတော့ ဟဲ့မင်းကိုငယ်ပါသေးလို့ပြောတဲ့ဒီမိမတနေ့မေးကြောင် तू သိစီရ ဟာအဖိုးတော့ရောမလား ဘတော့မှမင်းငယ်ပါမသိစီအောင် ဟုတ်ကဲ့အာပြီးတော့ငယ်ပါမသိရင်ပြီးတော့လိုက်ပါ စိတ်ညစ်ပါတယ်ခုခေတ်သားသမီးတွေများဝတ်ကြဘူးလားရီးသားတကားပြောတာငယ်ပါသေးတယ်လို့ပဲဘလို့ငယ်ပါသေးတာတော့တွေးကြသေးတာပေါ့ဟဲ့လာရမှာကွာငါဒီတိုင်းလက်ပိုက်ကြည့်နေရမှာ လက်ပိုက်မကြည့်တော့ဗျာကျုပ်လည်းသူ့အချုပ်ကိုရမှာဆိုဘာလို့လောက်ခဲ့တာပဲလေခု ဟိုကမှမလား ဟုတ်တယ် အမြင်ဘူးတယ် ဟုတ်တယ် ဟာပါ ဟဲ့မရိုက်လိုက်လား အကြရိုက်မယ်ဟာ ဘာတော့ကနင်တို့က နေကငါညီကိုမချစ်ဘူးတဲ့ပြောတဲ့ရှင်းလိုက်လေ ငါထည့်ပြောခဲ့တာပဲလေ ပြောလို့ရဲစကားပြောတာမင်းတို့ဘာနာစရာရှိ ငါတမမနစ်နာဘူးလေ မချစ်ဘူးလို့ပြောလိုက်လေကိုကနေငါညီကိုငယ်ပါသေးတယ်လို့ပြောသွားတော့သူ့မလေးယောက်ျားသိက်ခါလေးရက်ွက်ထမမျက်နှာမှာပြရဲအောင်ဖြစ်ပြီးတော့ငါရှိကိုအကိုကြီးရဲ့ညီလေးငယ်ပါမသေးအောင်ကိုရင်ပေးပါဆိုလို့ခုငါညီလေးကိုခါကြီးအမောဖိထိုင်ခိုင်းထားပြီးတော့ကိုတန်တန်မှာဖြစ်နေပြီငယ်ပါမသေးတော့တော့ပေါ်လာ ဟဲ့ဝိုင်းပြေရိုက်လိုက်လားနင်က နေရရိုင်းတာလေ အောင်မငါဘာကိစ္စရိုက်လို့တော့ နေမငါညငယ်ပါသေးတယ်ဆို ဟုတ်တော့အသက်အရွယ်ငယ်လို့ငယ်ပါသေးတယ်ဒါကိုပြောတာငါဘာကိုရိုက်တာမလို့တော့ ဟောအသက်ရွယ် အေးလေအသက်အရွယ်ငယ်သေးတယ်ငါမမအရွယ်ဒီကမောင်လေးအရွယ်လေအဲ့တော့ငယ်သေးရမလို့ငယ်ပါသေးလို့ပြောပြီးငါမငါလက်ထွက်သွားတာလေ သူငယ်ပါသေးလို့ပြောပါလေ ဟုတ်တယ်လေ အေးဟဲ့သူပြောတာအသက်ငယ်ပါသေးတယ်မင်းငယ်ပါသေးတယ်နည်းနည်းကွဲနေပြီနော် စစ်သားလို့မြောက်ဘာလည်းမသိဘူးအော်ပါကံပေါ်စားလာပြီးတော့မြောက်ငယ်ရင်ငယ်တယ်ပေါ့နော်မလေး ဟဲ့သူပြောတော့လည်းဟုတ်တာပဲအသက်ငယ်ပါသေးတယ်လေဟိုငယ်ပါသေးတယ်မဟုတ်ဘူးလေကွာမင်းကွာ ဒီလေနားချလွဲသွားလားနားလည်းမလွဲလားမသိတော့ပါဘူးကိုကြီး ခုတော့ခါချင်းနေမင်းကိုဝိုင်းကိုင်းနေပြီဘလို့နေသေးလို့ မလေးကောင်ကိုက်ပါသူကိုကြီးနားလာပေါ်လို့ကိုကြီး ညီလေးဟာ ဟိုဒီမှာတကောရောအဲ့ကိုကြီးစားလိုက်တော့ ဖီ ရောအဲ့ကိုကြီးစားလိုက်